အဋ္ဌိဒုတ်တာလို့ခေါ်တယ်မိမလိုက်စားတာအပျော်ပါလိုက်စားတာနော်စီးပွားတော့ခြာပါရဲ့ပြီးရင်နော်အပျော်ပါလိုက်စားတာဒီနေ့ခေတ်ဆိုရင်ကလက်တွေသွားမယ် KTV တွေသွားမယ်မိမတွေနဲ့ပျော်ပါမယ်ကိုယ်အိမ်မှာမိသားစုအပြင်နောက်တဲ့အပြင်မှာမိမထတ်ချအောင်မယ်အဲ့ဒါပျက်စီးကြောင်းပဲတဲ့မြတ်စွာဘုရားကနော်အဋ္ဌိဒုတ်တာလို့ခေါ်တယ်မိမလိုက်စားလို့ရှိရင်ပျက်စီးတာပဲနံပါတ်2ကသူရာဒုတ်တာတဲ့အချိန်ချင်းတည်းမူးယူနေမယ်ဆိုရင်လည်းပျက်စီးတာပဲသူရာဒုတ်တာတကယ်ရစ်ထုတ်ပဲနော်အဲ့တော့နေ့စဉ်အရက်နဲ့အချိန်တွေကုန်နေတဲ့ပုဂ္ဂိုလ်ဟာလည်းပျက်စီးတာပဲအဲ့ဒါကအခဒုတ်တာလို့ခေါ်တယ်အခဒုတ်တာဆိုတာဘယ်လိုလောင်းကစားဝါသနာပါတဲ့ပုဂ္ဂိုလ်တွေသတိပြုရမယ်လောင်းကစားတွေလုံနေရင်လည်းဒါပျက်စီးကြောင်းပဲတဲ့လောင်းကစားတွေလုံနေတာဟာလည်းပျက်စီးကြောင်းပဲနောက်နံပါတ်4ကတော့မကောင်းတဲ့မိတ်ဆွေရှိတာဟာလည်းပျက်စီးကြောင်းအဋ္ဌိဒုတ်တာလို့ခေါ်တယ်မိမလိုက်စားတာအပျော်ပါလိုက်စားတာနော်စီးပွားတော့ခြာပါရဲ့ပြီးရင်နော်အပျော်ပါလိုက်စားတာဒီနေ့ခေတ်ဆိုရင်ကလက်တွေသွားမယ် KTV တွေသွားမယ်မိမတွေနဲ့ပျော်ပါမယ်ကိုယ်အိမ်မှာမိသားစုအပြင်နောက်တဲ့အပြင်မှာမိမထတ်ချအောင်မယ်အဲ့ဒါပျက်စီးကြောင်းပဲတဲ့မြတ်စွာဘုရားကနော်အဋ္ဌိဒုတ်တာလို့ခေါ်တယ်မိမလိုက်စားလို့ရှိရင်ပျက်စီးတာပဲနံပါတ်2ကသူရာဒုတ်တာတဲ့အချိန်ချင်းတည်းမူးယူနေမယ်ဆိုရင်လည်းပျက်စီးတာပဲသူရာဒုတ်တာတကယ်ရစ်ထုတ်ပဲအဲ့တော့နေ့စဉ်အရက်နဲ့အချိန်တွေကုန်နေတဲ့ပုဂ္ဂိုလ်ဟာလည်းပျက်စီးတာပဲအဲ့ဒါကအခဒုတ်တာလို့ခေါ်တယ်အခဒုတ်တာဆိုတာဘယ်လိုလောင်းကစားဝါသနာပါတဲ့ပုဂ္ဂိုလ်တွေသတိပြုရမယ်လောင်းကစားတွေလုံနေရင်လည်းဒါပျက်စီးကြောင်းပဲတဲ့နော်လောင်းကစားတွေလုံနေတာဟာလည်းပျက်စီးကြောင်းပဲနောက်နံပါတ်4ကတော့မကောင်းတဲ့မိတ်ဆွေရှိတာဟာလည်းပျက်စီးကြောင်း